coffee ဆိုတာကလူတိုင်းကြိုက်နေတတ်ပြီးတော့ဆက်ဆွဲလန်းလန်းတောက်ကြတယ်တောက်เสียတခုပါတချို့ဆိုရင်တနေ့ကိုမှနော် coffee တစ်ခွက်မှမတောက်ရရင်တခုခုလိုနေလို့မျိုး coffee ကိုဆွဲလန်းတတ်ကြတယ်အဲ့တော့ coffee တောက်တာကကျန်းမာရေးအတွက်ကောင်းတယ်တချို့ coffee တွေကကျန်းမာရေးကိုထိခိုက်စေတယ်ကျန်းမာရေးနဲ့မညီညွတ်တဲ့ coffee တွေဥပမာကြားတက်များနေတဲ့ coffee တွေ coffee အစစ်မဟုတ်ဘဲနဲ့ chemical နဲ့ပေါ်ဆက်ထားတဲ့ coffee တွေ coffee အတုတွေကိုအဲ့ကောင်တွေကိုကျွန်တော်တို့ကရေရှည်တောက်မယ်ဆိုရင်ကျန်းမာရေးကိုထိခိုက်စေပါတယ်လူတွေကစိတ်ပင်ပန်းလူပင်ပန်းဖြစ်တာကိုတက်တာစေဖို့အတွက်စိတ်ကိုလန်းဆန်းစေဖို့ coffee တောက်ကြတယ် coffee မှာပါတဲ့ caffeine တကအုံနောက်မှာရှိတဲ့မောပန်းစီတဲ့အချက်ပြစနစ်ကိုသူကပိတ်လိုက်တာကြောင့် coffee တောက်ရင်လန်းဆန်းတက်ကြွစေပြီးတော့အားအင်တွေကိုပြည့်စေလို့မျိုးခံစားရတယ်အဲ့တော့ coffee တောက်လိုက်ရင်စိတ်ကိုပျော်သွားတယ်တက်ကြွလန်းဆန်းစေတယ်ခင်ဗျဒီ coffee ကကျန်းမာရေးအတွက်အဓိကတောက်တယ် nutrient coffee အမျိုးအစားပါကျန်းမာလိုတဲ့သူတွေကိုယ်လေးချိန်ထိမ့်ထိမ့်ကျင်တဲ့သူတွေအတွက် Arabica coffee ဖြစ်ပါတယ်ဒီ coffee လေးကိုတောက်မယ်ဆိုရင်စိတ်ကိုတက်ကြွလန်းဆန်းစေရုံတာမကပဲနဲ့အသားရည်ကိုကြည်လင်စေပြီးတော့ခန္ဓာကိုယ်ကိုလည်းတွေ့လျလက်ပါစေပါတယ်အဲ့တော့ Brazilian coffee ကိုဘယ်လိုတွေတောက်တုံးတင်လဲဆိုတော့ coffee ကိုကြိုက်တယ်ပြီးတော့ရိုးရိုး coffee ကနေပြီးတော့ကျန်းမာရေးနဲ့ညီညွတ်တဲ့ coffee ကိုတောက်ချင်တဲ့သူတွေအတွက်နော်ဒီ coffee ကိုတောက်လို့ရတယ်ဒါမှမဟုတ်ကိုယ်လေးချိန်ထိန်းချင်တဲ့သူတွေအစာစားခြင်းစိတ်ကိုရှော့ချခြင်းတဲ့သူတွေဆိုရင်ဒီ coffee ကိုတောက်လို့ရတယ်ပြီးတော့အသားရည်လက်ပခြင်းတဲ့သူတွေအသားရည်တင်းရင်းခြင်းတဲ့သူတွေဆိုရင်ဒီ coffee ကိုတောက်လို့ရပါတယ်ဒီ Brazilian Arabic coffee ကိုတောက်မယ်ဆိုရင်ဒီ Arabica coffee မဟုတ်ကလူကိုတက်ကြွလန်းဆန်းစေတယ်နောက်ပြီးတော့သူ့မှာပါတဲ့ marine collagen ကနော် marine collagen ကအသားရည်ကိုကြည်လင်တင်းရင်းစေပါတယ်နောက်ပြီးတော့သူ့ထဲမှာကိုရီးယားဆိုတဲ့ဒီစူးပင်ပေါ့နော်စူးပင်တို့မဟုတ်အဲ့ဒီအပင်တစ်မျိုးက fiber အမြင့်ဓာတ်များစွာပါဝင်တယ်ဒီအမြင့်ဓာတ်ကကျွန်တော်တို့အစာစားခြင်းစိတ်ကိုထိန်းညှိပေးတယ်နောက်ပြီးတော့အစာအိမ်နဲ့ဦးလန်းကျောင်းမှာရှိတဲ့ကက်ညှိနေတဲ့အညစ်အကြေးတွေကိုသူကစွန့်ထုတ်ပြီးတော့ဝမ်းအဖြစ်သွားစေနောက်ပြီးတော့သူ့ထဲမှာဆိုရင်ဒီနော်တောက်ကက်ပုံစံလိုမျိုးပဲဖြူပါတယ်အဲ့ဒီကောင်ကကျွန်တော်တို့ရဲ့သွေးထဲမှာရှိတဲ့အဆီဓာတ်တွေကိုဖယ်ရှားပေးတယ်ပြီးတော့သူကကိုယ်အလေးချိန်ကိုလည်းမတက်အောင်လို့ထိန်းပေးပါတယ်နောက်ပြီးတော့သူ့မှာကနော်ဂါစီနီယာဆိုတဲ့ဒီအသီးတစ်မျိုးပါတယ်ပေါ့နော်ဒီဂါစီနီယာဆိုတော့မြန်မာလိုပြောရင်တော့ကလားလိန်မော်ဒီလို့ခေါ်တယ်ဒီကလားလိန်မော်ဒီကကြတော့ကျွန်တော်တို့သွေးထဲမှာရှိတဲ့သွေးကြိုဖြစ်စေတဲ့အင်ဇိုင်းတွေကိုသူကဖယ်ရှားပေးပြီးတော့သွေးတွေကအဆီတွေကိုသူကဖယ်ရှားပေးတယ်ခင်ဗျနောက်ပြီးတော့သူကအစာစားခြင်းစိတ်ကိုလည်းသူကရှော့ချပေးပြီးတော့ဝိတ်ကိုလည်းကျစေတာဖြစ်တယ်ခင်ဗျနောက်ပြီးရင်သူ့မှာကတကြားလုံးဝမပါဘူးခင်ဗျတကြားလုံးဝမပါတဲ့အတွက်ကျွန်တော်တို့စီးကြိုဓမားတွေလည်းတောက်လို့ရတယ်သူ့မှာကတကြားအစာထိုးအင်ဆူလင်ထည့်သွင်းပေးထားတာဖြစ်တယ်ဒါကြောင့်မို့ချိုတဲ့အရာဓာတ်ကိုရရှိစေတယ်တကြားတော့လုံးဝမပါဘူးအဲကြောင့်မို့ဒီအင်ဆူလင်ကသွေးထဲမှာရှိတဲ့တကြားဓာတ်ကိုသူကထိန်းညှိပေးပါတယ်နောက်ပြီးတော့အင်ဆူလင်ပါတဲ့အတွက်စီးကြိုသွေးကြိုဓမားတွေအတွက်လည်းလုံးဝကိုတောက်တဲ့ coffee အမျိုးအစားတစ်ခုပဲဖြစ်တယ်နောက်ပြီးတော့ဒီ coffee ထဲမှာကနော်ဒီ chromium amino acid ပါတယ်ဒီကောင်ကကျွန်တော်ခန္ဓာကိုယ်အတွက်ဒီလိုအပ်တဲ့ amino acid တွေကိုသူကတိုးပေါင်းလုပ်ပေးတယ်လုပ်ပြီးတော့ဒီစီးကြိုသွေးကြိုဖြစ်နိုင်ခြေတွေကိုရှော့ချပေးတယ်သွေးပေါင်ခြင်းကိုလည်းထိန်းညှိပေးတာဖြစ်တယ်ခင်ဗျနောက်ပြီးတော့သူ့မှာကဒီကာဒီနိုင်းဆိုတဲ့ဒီနော်အမိုင်နိုအက်ဆစ်တစ်မျိုးပါတယ်သူကကြတော့နော်ကိုယ်လေးချိန်ကိုရှော့ချပေးတယ်ကျွန်တော်တို့ခန္ဓာကိုယ်ထဲမှာရှိတဲ့ဒီအယိုးတွေပေါ့နော်အယိုးတွေကိုတန်မာစေတယ်ပြီးတော့နှလုံးအားကိုလည်းကောင်းစေပြီးတော့အမောကိုလည်းခံနိုင်စေတယ်ခင်ဗျဒါကြောင့်မို့ဒီ coffee လေးကနော်ဒါ coffee တော်တော်များများတောက်ပြီးဆိုရင်ရင်တုံတတ်တယ်ဒါပေမဲ့ဒီ coffee ကကြတော့ရင်မတုံတဲ့အပြင်မှာကျွန်တော်နေ့စဉ်ပုံမှန်တောက်ပေးမယ်ဆိုရင်နှလုံးလုံးမှာကောင်းစေတယ်ခင်ဗျအဲ့တော့နှလုံးယောဂရှိတဲ့သူတွေအတွက်လည်းဒါတကယ်ကိုကောင်းမွန်တဲ့ဒါ nutrient coffee လေးလို့လည်းပြောလို့ရတယ်ခင်ဗျနော်အဲ့တော့ဒီ coffee လေးကိုတောက်တုံးမယ်ဆိုတော့မနက်ဘက်တောက်မယ်ဆိုတော့မနက်အိပ်ရာထပြီးတနားရီလောက်ကြာမှာဒီ coffee လေးကိုဖြော်ပြီးတော့တောက်တုံးလို့ရတယ်ဒါမှမဟုတ်ရင်နေ့လေဘက်ကျရင်နေ့လေဘက်တောက်လို့လည်းရတယ်အဲ့တော့ဝိတ်ချနေတဲ့သူတွေဆိုတော့ဒီကောင်လေးကိုအစာမစားခင်တောက်ပေးမယ်အစာမစားခင်တောက်ပေးမယ်ဆိုတော့သူကအစာစားခြင်းစိတ်ကိုထိန်းညှိပေးတယ်ခင်ဗျနော်ဒါကြောင့်မလို့ဝိတ်ချတဲ့နေရာမှာလည်းဒီကောင်ကိုတွဲဖက်ပြီးတော့တောက်တုံးပြီးတော့ဝိတ်ချလို့လည်းရတယ်ဝါကျင်တဲ့သူတွေဆိုတော့သမင်းစားပြီးဒီကောင်ကိုထက်တောက်လေဒါဆိုတော့ပို့ပြီးတော့ကောင်းစီတယ်ခင်ဗျနော်နောက်ပြီးသူကအနံ့လေးကလည်းမွေးတယ်ခင်ဗျပြီးတော့အရသာကလည်းအင်ဆူလင်ထည့်သွင်းပေးထားပြီးတော့ချိုတဲ့အရသာရှိတယ်ဒါပေမဲ့တကြားတော့လုံးဝမပါဘူးနော်နောက်ပြီးတော့သူကရင်တုံတာလည်းရင်တုံခြင်းလည်းမရှိဘူးခင်ဗျနော်အဲ့တော့ဒီကောင်လေးကိုတစ်နေ့ကိုတစ်ခွက်နော်တော့မနေ့ဖြစ်နေ့လည်းဖြစ်တောက်တုံးပေးမယ်ဆိုတော့ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ကနော်တွေ့ရလက်ပါလာမယ်အသားရည်တွေကြည်လာမယ်စိတ်ကိုလန်းဆန်းတက်ကြွစေမှာပဲဖြစ်တယ်ခင်ဗျနော် Brazilian Arabic coffee